အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Beam Foundation ရဲ့အစီအစဉ်တင်ဆက်သူမာရီယိုခါဝပင်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာလေးကတော့သိစိတ်စွာနေပါတန်ရှင်းစွာနေပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဘာလို့သိစိတ်စွာနေစေခြင်းလဲဆိုတော့ကျွန်တော်ရဲ့မြတ်ဗုဒ္ဓကသိစိတ်စွာနေထိုင်ခြင်းကိုကြိုက်နှစ်သက်ပြီးအားပေးတဲ့ပုဂ္ဂိုလ်ဖြစ်နေလို့ပါပဲသိစိတ်စွာနေထိုင်ခြင်းဖြင့်ကိုယ့်ရဲ့အတန်ကြောင့်တပားတူလည်းနှောက်ယှက်ဖြစ်စေလို့မလိုလားအပ်တဲ့စကားအမှားတွေလည်းမဖြစ်တော့ပါဘူး။နောက်ပြီးသိစိတ်စွာနေထိုင်တတ်တဲ့သူအများစုဟာအလုပ်ကိစ္စတစ်ခုကိုရင်ထဲကနေလေးလေးနက်နက်လှုပ်ဆောင်တတ်ပါတယ်။ဒါဟာလည်းအောင်မြင်ခြင်းရဲ့အချက်တွေကတစ်ချက်လည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့တန်ရှင်းစွာနေထိုင်ပါ။တန်ရှင်းစွာနေထိုင်တဲ့အခါကိုယ်ဘာမကကိုယ့်ရဲ့ပန်းဝင်ခြင်းကိုပါစိတ်ချမ်းသာစေပါတယ်။ဒါအပြင်ကျွန်တော်တို့မမြင်ရတဲ့နတ်တွေရဲ့ချစ်ခင်ထင်ကြီးမှုကိုလည်းခံရတတ်ပါတယ်။တန်ရှင်းစွာနေထိုင်ခြင်းရဲ့အစဟာအောင်မြင်ခြင်းရဲ့အစဖြစ်ပြီးကိုယ်ရောစိတ်ပါချမ်းသာချွင်လန်းစေတာတော့အမှန်တကယ်ပါပဲခင်ဗျာ။ဒါကြောင့်ညစ်ပတ်တဲ့အရာတွေမရှိဖို့ရှိနေတဲ့မတတ်တဲ့အရာတွေကိုထုတ်ရှင်းပစ်ဖို့လိုပါတယ်။ကျွန်တော်တို့ဘဝမှာအများကြီးဖြတ်တန်းခဲ့ပြီမဟုတ်လား။ဘဝမှာဘယ်ဟာအဆိုးဘယ်ဟာအကောင်းလဲဆိုတာသိပြီးသားဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့စီကမကောင်းတဲ့အချက်တွေကိုဖျက်တော့ပစ်ပြီးသူတစ်ပါးစီကမကောင်းတဲ့အငွေ့အသက်အာယုံတွေကိုလည်းမယူဆောင်လာဖို့သိအရေးကြီးပါတယ်။အမိုက်တဆဟာပြတ်သက်တစ်ခုလုံးကိုလောင်ကျွမ်းသွားစီလိုပဲအညစ်အကြေးအညီဟောက်တစ်ခုကလည်းကျွန်တော်တို့ဘဝတစ်ခုလုံးကိုဝါမျိုးသွားနိုင်ပါတယ်။ဒါကြောင့်ဘယ်ညစ်ကြေးမဆိုအခုကတည်းကတန့်စင်ဖြစ်ပါအထူးသဖြင့်လက်တလုံးမှာမကောင်းတဲ့အချင်းစတင်ဝင်ရောက်နေတဲ့အချက်ကိုသိထားပြီးအချိန်မီပြုပြင်လိုက်ပါဒီလိုလှုပ်လာခြင်းအဖြစ်စိတ်ရဲ့စင်ကြယ်ခြင်းလမ်းစဉ်ကိုပြန်လည်တွေးရှိပါလိမ့်မယ်ဘဝမှာကိုယ်ရောစိတ်ပါတန့်ရှင်းစင်ကြယ်ဖို့အတွက်ကတော့မကောင်းတဲ့အချင်းတွေအစားကောင်းတဲ့အချင်းတွေနဲ့စားထိုးပြီးဖြတ်တန်းပါဒါမှနောင်တကင်းပြီးလိပ်ပြလုံးတဲ့ဘဝကိုရရှိမှာဖြစ်ပါတယ်အခုလိုနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမာရီယိုခါဝပင်ပဲဖြစ်ပါတယ်ခင်ဗျာ